AI နည်းပညာတွေတိုးတက်လာတာနဲ့အမျှလူတွေရဲ့နေထိုင်မှုတွေဟာလည်းတိုးတက်လာကြပါတယ်။ဒါကတော့ကြော်ကြီးရဲ့အမခန်းတီထွင်မှုတစ်ခုပါတောင်သူတွေအတွက်အရန်သုံးဝင်မဲ့ပေါက်ပြားပေါက်တဲ့ဆက်လေးပါကြည့်ကြပါဦး။